မင်္ဂလာပါရှင်ယခုဖတ်ပြပေးမယ့်ဝိထုတူကလေးရဲ့ခေါင်းစဉ်ကတော့မေလလေလို့အမည်ရပါတယ်ရှင်ဒီဝိထုတူကလေးကိုစိတ်ကူးချိုချိုအမှုပညာစာပေတိုက်ကထုတ်ဝေတယ်ဝင်းဖေဤဝိထုတူများစာအုပ်ထဲကကောက်နှုတ်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်မေလလေမန္တလေးမှာပူတလားမမီးနဲ့ကတ္တရာကြီးလမ်းတွေအရေးပြောနေပြီနေ့လေ2 နာရီခန့်ဆိုတော့အစိုးစောဘောဒီကုံအေးလမ်းမကြီးပေါ်မှာအသွားအလာမရှိသလောက်ဖြစ်နေတယ်ပူလွန်းတော့အပြင်မထွက်ချင်ကြဘူးပေါ့မထွက်ရဲကြဘူးပေါ့တူငါအိမ်ထဲမှာပဲရက်တောင်ကလေးတွေနဲ့ပန်ငါတက်နိုင်သူတွေကလည်းပန်ငါနဲ့ပေါ့တင့်တယ်လို့အပူတက်တာအောင်လုပ်ပြီးနေကြမှာပေါ့လေအေးပိစက်တက်နိုင်သူတွေကတော့ရှားပါတယ်အဲ့ဒီအချိန်မှာပန်းအိုးတွေတင်လာတဲ့ပက်လက်ကုန်တင်ကားကြီးတစ်စီးအနောက်ကအရှိကိုမောင်းလာတယ်လမ်းကတိတ်ရှင်နေတော့အရှိန်လဲတော်များတယ်တနေရာရောက်တော့ကားအစွန်းမှာတင်လာတဲ့ပန်းအိုးတစ်လုံးရုတ်တရက်ကြကြံရစ်တယ်မြေပန်းအိုးဟာကားလမ်းပေါ်မှာအစိတ်အမွာကွဲသွားတယ်အထဲကမြေကြီးတွေကလည်းဖွာလန်ကျဲသွားတယ်ရွက်လာပင်ပေါက်ကလေးလည်းအမြင့်မှာရှိတဲ့မြေဆိုင်မြေခဲတွေပါခါထုတ်ခံရတယ်လို့ဖြစ်သွားတယ်ပန်းအိုးကြကွဲတဲ့အတန်ကြောင့်ကားဒရိုက်ဘာကဘရိတ်ကိုရုတ်တရက်ဖမ်းအောင်လိုက်တယ်ဘရိတ်အုပ်တဲ့အတန်ဟာပူပြင်းတိတ်ဆိတ်နေတဲ့ရက်ကွက်မှာအာကောင်ကိုခြောက်ပြီးအော်ဟစ်တယ်လို့ဖြစ်သွားတယ်လမ်းဘေးဝဲရာမှာရှိတဲ့အိမ်တွေကလူတချို့အပြေးအလွှာထွက်ကြည့်ကြတာပေါ့ကားစပယ်ယာရှေ့ကန်းကခုံဆင်းပြီးပန်းအိုးကွဲကိုလှမ်းကြည့်တယ်ကားကိုချက်ချင်းဘရိတ်အုပ်တယ်ဆိုပေမဲ့အရှိန်ကများတော့ပန်းအိုးကွဲကလေးဟာပေ50 60လောက်မှကျန်ခဲ့ပြီးဆိုခဲ့တဲ့အတိုင်းလမ်းပေါ်မှာတစားစီစပယ်ယာကအတော်စိတ်ပြတ်သွားတယ်သွားမကောက်တော့ပဲဒရိုက်ဘာကိုလှမ်းကြည့်တယ်တစစီဖြစ်သွားပြီအာစရိဘာပင်လဲကွာအိုးအကြီးလားအသေးလားအသေးပါရွက်လှပင်လေးပါဒါဆိုနေပါစေတော့ကွာကောက်မနေနဲ့တော့လာတက်သွားကြစို့သူတို့လည်းနေကပူလွန်တော့စိတ်ရှည်ဟန်မတူကြကားကိုခက်ကြမ်းကြမ်းပဲမောင်းပြီးထွက်သွားကြတယ်လမ်းဘေးအိမ်ကလူတွေအသာငြိမ်ပြီးကြည်နေကြတယ်လမ်းပေါ်မှာပွားစာကျဲနေတဲ့ပန်းအိုးကွဲနဲ့ရွက်လာပင်ငယ်စက်တန်ပြင်းပြင်းနဲ့မောင်းထွက်သွားတဲ့ပက်လက်ကုန်တင်ကားကြီးလဲလမ်းထိပ်ရောက်လို့ဘယ်ဘက်ကို꿰ပြီးပျောက်သွားပြီလမ်းဘေးအိမ်ကလူတွေအိမ်ထဲပြန်မဝင်ကြသည်နေပူကြောက်လန့်အလဲကရွက်လှပင်အိုးကွဲကိုလှမ်းမျောငေးကြည့်နေကြတယ်စက္ကန့်အတော်ကြာလာလို့မိနစ်ပိုင်းသို့ရောက်လာတယ်ဘသူမှလည်းထွက်ကောင်းမဲ့သူမရှိဖြစ်နေတယ်ပန်းအိုးကြကွဲတဲ့နေရာနဲ့ကိုညိုမိုင်းအိမ်ထဲကအလန်းအတော်ဝေးတယ်မရှိဘူးဆိုအနည်းဆုံးပေ80 100လောက်ဝေးမယ်ကိုညိုမိုင်းလည်းအများနီတူရွက်လှပင်ကလေးကိုလှမ်းကြည့်တယ်ပူပြင်းလာတဲ့နေရာအောက်မှာရွက်လှပင်ကလေးဟာတနာစရာမြင်ရတယ်ထွက်ကောင်းမဲ့သူလဲတယောက်မှမရှိပါလားကိုညိုမိုင်းခြေလန်းမှန်လှမ်းပြီးနေပူရဲကိုထွက်ခဲ့တယ်မှန်ပါပဲပြေးကောက်တဲ့သဘောလုံးဝမဟုတ်ပါဘူးလမ်းဘေးကလူတွေလည်းလှမ်းကြည့်နေကြမှာပေါ့ရွက်လှပင်ကလေးကိုကောက်ယူလိုက်ပြီးမိမိအိမ်ဘက်အပြန်ခြေလန်း4-5လမ်းလောက်ပဲရှိအောင်မယ်ကိုညိုမိုင်းအတွက်ပြဿနာစပါတယ်မောင်ညိုမိုင်းအဲ့ဒီရွက်လှပင်ကလေးအန်တီကိုပေးပါလားကွယ်နော်ဒီမိန်းမကြီးကိုညိုမိုင်းကြည့်မရတာကြာပြီဘာလို့ပေးရမှာလဲမပေးနိုင်ပါဘူးဗျာကျုပ်လူချင်းလို့ကောက်လာတာကိုအန်တီကြီးနှကန်းစုပြီးကြံခဲ့တယ်ဒါပေမဲ့နောက်ထပ်10 လမ်းလောက်ပဲလှမ်းရသေးတယ်ဘေးလစ်စရေးကြီးကိုဝမ်းကကိုညိုမိုင်းကိုလှမ်းခေါ်တယ်ညနေကျရင်အရက်တောက်ဖို့ပြောမလို့နဲ့တူတယ်ကိုညိုမိုင်းစရေးကြီးအိမ်ထဲကိုဝင်ခဲ့တယ်ညိုမိုင်းမင်းဒီရွက်လှပင်ကိုဘာလို့မလို့လဲကိုညိုမိုင်းကစရေးကြီးမျက်နှာကိုဖြတ်ခနဲ့ကြည့်လိုက်တယ်ပြုတ်ပြီးတုတ်စားမလို့လေဟာမင်းကလည်း
ငါကအကောင်းမိတာပါကွမင်းမလို့ခြင်းရင်ငါပေးပါလားလို့ပြောမလို့ဟာကိုဟုတ်တယ်ကျွန်တော်မလို့ခြင်းပါဘူးကျွန်တော်မလို့ခြင်းလို့အပင်ပန်းခံပြီးနေပူတဲ့ထွက်ကောက်လာတာပေါ့ဗျာကိုဝမ်အဲ့ဒီလူခွာစာကိုအဖက်လို့ပြောမနေနဲ့ရွက်လာပင်များလိုချင်ရင်ကိုဟာကိုသွားဝယ်လိုက်ပေါ့ပြေလို့ကိုဝမ်းမိန်းမကြီးကထကောပါတယ်ကိုညိုမိုင်းလဲလှည့်ထွက်ခဲ့တယ်ဘီလစ်စရေးကြီးအိမ်ကထွက်ပြီးစပိန်ပြင်ဆိုင်ရှိရောက်ရောခောက်ဆွဲဆက်တရုတ်ကြီးကိုလောဆန်ကြပြကြရလမ်းဖြတ်ကူးလာပါတယ်ညိုမိုင်းအဲ့ဒီရွက်လာပင်ကလေးငါပေးပါကွာယောခတ်ပါပြီစောစောကတော့ဘသူမှထွက်မကောက်ကြဘူးဒီတိုင်းကြည်နေကြတယ်သူများထွက်ကောက်တော့မှလူချင်းနေကြပြန်ပြီဘလို့လဲဘာဖြစ်လို့လဲကိုညိုမိုင်းကကိုလောဆန်ကိုဘာမှမပြောပဲကြည်ရင်နှက်ခမ်းကိုရှာနဲ့တက်တင်လိုက်တယ်ငါမှရွက်လာပင်တွေစုထားတာအတော်ဆုံးပြီကွာဒီအမျိုးတွေကမရှိသေးဘူးလောက်ပါကွာမင်းအတွက်ဘာထူးမှလဲမင်းမှဘာဘေးမှလည်းစိုက်ဖူးတာမဟုတ်ဘူးဆိုတော့အဲ့ဒါပေါ့ဗျာဘာဘေးမှမစိုက်ဖူးလို့အခုစိုက်မလို့ထွက်ကောက်ထားလေမလုပ်ပါနဲ့ညိုမရနှမ်းတလုံးနဲ့စီမဖြစ်ပါဘူးကိုလောဆန်ကြီးဟာမြန်မာစကားအတော်တက်တယ်မလွယ်ဘူးနေစမ်းမအောင်ခမည်းလိုချင်ရင်စောစောကဘာလို့ထွက်မကောက်တာလဲကောက်မလို့ပဲကွာထွက်ကောက်ရမှာနည်းနည်းကြောင်သလားလို့စဉ်းစားနေတော့မင်းကဟုတ်ပါဗျာထွက်ကောက်ရတာတော်တော်ကြောင်တဲ့အလုပ်ပါဒီလိုခက်ကြောင်ကြောင်နဲ့ထွက်ကောက်ပြီးတော့မှလွယ်လွယ်နဲ့မပေးနိုင်ဘူးဗျာအိုးမပေးဘူးဗျာကြောက်ခါကြောက်ပဲစိုက်တော့မယ်ကိုလောဆန်စကားမရှိနိုင်အောင်ပျော့ပျော့ထွက်ခဲ့တယ်ကိုခန့်ကသူ့တိုက်ရှိမှရက်ပြီးညူမိုင်းကိုစောင့်နေတယ်လာပြန်ပြီနောက်တစ်ယောက်ဒီတခါတော့ကိုညူမိုင်းကပဲဥအောင်စပြောလိုက်တယ်ဘာမှမသိပါဘူးဗျာစောစောကတော့ဘသူမှထွက်မကောက်ကြပဲကျွန်တော်ထွက်ကောက်တော့မှသူ့ပေးငါပေးနဲ့ဝိုင်းတောင်းနေကြတယ်တကယ်ဆိုကျွန်တော်နဲ့ကအဝေးဆုံးအစတည်းကသူတို့ဟာသူတို့ထွက်မကောက်ကြပဲနဲ့ဟုတ်တယ်သူများထွက်ကောက်လာမှအလကားတောင်းနေကြတာဘယ်ကောက်မလဲကဲပြောငါဝယ်မယ်ငါရောင်းကွာဟင်းခမည်းကလည်းတမျိုးပါလားဒီမဲအလကားလည်းမပေးဘူးရောင်းလည်းမရောင်းဇွလူမယ်မကြမ်းနဲ့အသက်နဲ့လဲပြီးကာကွယ်မယ်ဒီရွက်လာပင်ကိုကြောက်ဟာကြောက်ပဲစိုက်မယ်စိုက်ကိုစိုက်မယ်မပေးဘူးမရောင်းဘူးဘယ်နဲ့လဲဗျာနေပူပူနဲ့ညိုမိုင်းဘလို့ဖြစ်သွားပြီလဲကိုခန့်လန့်သွားတယ်အရာရာကိုပတ်စံနဲ့ဝဲကားပေါင်းများပါပြီဒီတစ်ခါမလွယ်ပါလားကိုခန့်တိုက်ထဲကိုခက်တွယ်ပဲဝင်ရောက်ပြောက်ွယ်သွားတယ်ကိုညိုမိုင်းဟာသူ့အိမ်ကိုဝင်တော့မယ်ဆိုတော့လမ်းဟိုဘက်ကနေမတ်တင်ကြီးတို့သားအမိလှမ်းကြည့်နေတာကိုသတိပြုမိသေးတယ်မတ်တင်ကြီးဆိုတာကအတော်စိတ်ကြည့်တဲ့အမျိုးသမီးသူ့သားလေးကလည်းမအေးတူပဲစိတ်ကြည့်တာကိုပြောတာပါဘာရှိအောင်မှလဲရှိလာ9နှစ်6နှစ်ပေါ့ကိုညိုမိုင်းသူ့အိမ်ထဲကိုမြန်ဝင်ခဲ့တယ်အလုတ်ကိုအကျွေးမထားဘူးအိမ်နောက်ဖေးကိုတောက်လျှောက်ဝင်ခဲ့ပြီးတန်ပုံးဟောင်းလေးတစ်ခုတည်းကမြေကြီးတွေကိုထည့်ပြီးတော့ရွက်လာပင်လေးကိုပြန်ဆိုင်တယ်ရေလောင်စသဖြင့်ပေါ့လေစိတ်ဝင်တစားလှုပ်ပြလိုက်တယ်အဲ့ဒီလိုလှုပ်နေတော့မက်ကျင်ကြီးအိမ်နောက်ဖေးစီကမက်တင်ကြီးရဲ့သားလေးဖိုးဆန်မိုးတန်တက်တဲ့ကိုနည်းနည်းကြားမိတာညနေ4 နာရီလောက်မှာကိုညိုမိုင်းရေချိုးပြီးဆိုင်ကယ်နဲ့ရုံတော်ကြီးဘက်ထွက်ခဲ့တယ်အိမ်ကအထွက်မက်တင်ကြီးတို့အိမ်ရှိမှာဒေါက်တာတင်မောင်ရဲ့ကာရောက်နေတာကိုမြင်မိတာည8 နာရီလောက်မှာကိုညိုမိုင်းအိမ်ကိုမူးပြီးပြန်ရောက်လာတယ်ကိုတင်ထွန်းတို့ကိုမြစိန်တို့နဲ့တွေ့ရင်အဲ့ဒီလိုပဲနည်းနည်းတော့လွန်သွားတတ်တယ်အိမ်ပြန်ရောက်တော့အိပ်ရတယ်မြန်ရောက်ဖို့လောက်ပဲစူးစမ်းရတော့တယ်အတော်မူးနေပြီလေအိတ်ခါလေးမှာမက်တင်ကြီးတို့အိမ်ဘက်ကဖိုးဆန်ရဲ့ငိုတန်တက်တယ်တော့ကြားမိတာညနေ3 နာရီလောက်မှာရင်ပူလွန်းလို့ကိုညိုမိုင်းလန့်နူသွားတယ်အိယာကထပြီးရေခွက်2 ခွက်လောက်ဆင့်တောင်းလိုက်ရတယ်ဒီတုန်းကမက်တင်ကြီးတို့အိမ်ဘက်မှာမီးလင်းပြီးဖိုးဆန်ငိုတန်တက်တယ်လဲ
ကြားမိသေးတယ်ဒါပေမဲ့အိမ်နောက်ဖွေးဘက်ပြေးပြီးအိမ်သာတက်ဖို့ကအရေးကြီးနေလို့တိတ်မစင်းစားနိုင်ပါဘူးအိမ်သာကိစ္စပြီးပြန်တော့လေအိယာတဲ့ပြန်ဝင်ပြီး200ပြန်ပါပေါ့မနက်9နာရီကျော်မှနိုးလာတယ်ဖိုးဆန်ငယ်ဦးတန်တက်တဲ့ကိုကြားနေရပြန်တဲ့အတွက်ကိုညိုမိုင်းနားဆိုင်ထောင်မိတယ်ညိုမိုင်းဟဲ့ကောင်ညိုမိုင်းစပီးပြင်ဆိုင်ကကိုပြားအတန်ဗျာကိုပြားလာပြီအိယာကကြပြားကြရာထပြီးအိမ်ရှိတကာဖွင့်ပေးလိုက်ရတဲ့ဆိုရင်ပဲဟဲ့ကောင်မင်းကဲမဖြစ်တော်မှာပဲဘာလို့လဲဗျာဘာလို့လဲမင်းကလည်းကွာတညာလုံးဖိုးဆန်အငိုမရက်တာမင်းမသိဘူးလားဟုတ်လားကြားတော့ကြားမိတာဘာဖြစ်လို့လဲအငိုမရက်ယုံနေမကဘူးမောင်အဖျားပါဝင်းလာပြီးအခုတော့အတော့ကိုအခြေအနေဆိုးလာပြီနေစမ်းမအောင်မနေ့ညကဒေါက်တာတင်မောင်မောင်လာတာလဲမြင်ပါတယ်ဟုတ်တယ်လေသူလဲစူးစမ်းတာပဲမရပါဘူးကွာအိုးအဲ့ဒါကျုပ်ကဘယ်နဲ့လောက်ရမှာတော့ဒီမဲခလေးဖြားတာရိုးရိုးဖြားတာမဟုတ်ဘူးကွာမနေ့ကမင်းလမ်းမှာထွက်ကောက်လာတဲ့ရွက်လာပင်ကိုလိုချင်တာတဲ့ဗျာအဲ့ဒါမတ်တင်ကြီးစိတ်ကလည်းမင်းတီသားပဲခလေးနဲ့မဆိုင်တာကိုပူစာရသလားဆိုပြီးရိုက်လို့ရဲကွာခလေးကငိုပါလေရောဖိုးဆန်ဆိုတာကလည်းမတ်တင်ကြီးသားလို့မပြောရဘူးတိတ်စိတ်ကြီးတဲ့ကောင်မင်းစီကရွက်လာပင်မှမရရင်အသေးခံငိုမယ်ဆိုတဲ့ကောင်ပဲမလွယ်ပါလားကွာအဲ့ဒါပြောတာပေါ့မင်းကဲမှာပါလို့ခလေးကငိုလုံးအားကြည့်ပြီးအဖျားကလည်းတက်လာတယ်ဒီကိစ္စကစိတ်ကွာစိတ်ဒီကလေးရေတိမ်နစ်သွားနိုင်တယ်နော်ကိုညုံမိုင်းငိုင်ကြသွားတယ်စဉ်းစားချိန်မရတော့ပါဖိုးဆန်ရဲ့ငိုတန်ကတဖြည်းဖြည်းအားနေဖြော့တော့လာတာကိုလည်းကြားနေရတယ်ရွက်လာပင်ကလေးကိုကြပြားကြရာယူပြီးမတ်တင်ကြီးတို့အိမ်ဘက်ကူးခဲ့ရတယ်အိယာပေါ်မှာပက်လက်ကလေးဖြစ်ပြီးမောနေပြီးဖြစ်တဲ့ဖိုးဆန်ရှိမှာရွက်လာပင်ကလေးကိုချပြလိုက်တယ်ဖိုးဆန်တားဖို့ဦးလက်ဆောင်လေးကွာတားလိုချင်နေဆိုမငုံနဲ့တော့ဟုတ်လားတားယူနော်အေးဒီလိုမှပေါ့တားရဲ့ကဲအမောပြေသွားအောင်ရေတောက်လိုက်အောင်နော်ဟုတ်ပြီကဲကျင်းနေပြီမလားဖိုးဆန်အသက်ကိုကဲနိုင်ပါတယ်အရေးတဲ့အလွန်စိတ်ကြီးတဲ့မတ်တင်ကြီးကကိုညိုမိုင်းကိုအားနာစရာကောင်းတဲ့အကြောင်းဘာညာပြောနေသေးတယ်မလိုပါဘူးဖိုးဆန်ရေတိမ်မနစ်ဖို့အရေးကြီးပါတယ်ကိုညိုမိုင်းမတ်တင်ကြီးတို့အိမ်ကပြန်လာပြီးကိုအိမ်ကိုပြန်ရောက်တော့ပက်လက်ကလတ်ထိုင်မှာခြေပြက်လက်ပြက်ထိုင်ချလိုက်ပါတယ်ဒီအတွေ့အကြုံမျိုးဟာကိုညိုမိုင်းအတွက်ပထမအကြိမ်မဟုတ်ပါဘူးတစ်ချိန်ကလည်းဒီလိုပဲချစ်သူတယောက်ကိုလက်လွတ်ခဲ့ရဘူးတယ်1988မေအန်နဝါမဂ္ဂဇင်းမှာကျေးဇူးတင်ပါတယ်ရှင်